Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမပြောပြချင်တဲ့အကြောင်းအရာကတော့လက်ရှိမြဝတီနဲ့ရွှေကုက္ကိုဘက်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအကြောင်းပါဒါကဘသူကမှတိုက်ခိုက်ချင်တာမဟုတ်ပါဘူးအားလုံးအတွက်ဗဟုသုတဖြစ်အောင်နဲ့တတိထားနိုင်အောင်ကျမသိထားတဲ့အမှန်တရားတွေကိုမျှဝေပေးချင်တာပါမြဝတီရွှေကုက္ကိုဆိုတာအခုဆိုရင် online လုပ်ငန်းတွေနဲ့အရန်ကိုစီကားနေတဲ့နေရာတစ်ခုပါအပြင်ပန်းကြည့်ရင်တော့အခွင့်အလမ်းတွေအများကြီးရှိနေတဲ့နေရာတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းကျတော့အဲ့ဒီနောက်ွယ်မှာတတိထားစရာအချက်တွေအများကြီးရှိနေပါတယ်ကျမကိုယ်တိုင်လည်းဒီအကြောင်းလေးကိုသိချလေ့လာကြည့်တော့မှတကယ်အခြေအနေကိုသိခဲ့ရတာပါ online ပေါ်မှာလာစာကောင်းကောင်းနဲ့အလုပ်ကန်လန်းမှုတွေအများကြီးတွေ့ရမှာပါအထူးသဖြင့်မြဝတီရွှေကုက္ကိုဘက်မှာအလုပ်ရမယ်ဆိုတဲ့ကမ်းလှမ်းမှုတွေပေါ့ဒါတွေကိုတာမန်အလုပ်ကြော်ညာတွေလိုပဲထင်စရာရှိပေမဲ့တကယ်တမ်းကျတော့အဲ့ဓာတွေဟာလူတွေကိုစီးယုံဖို့ဖန်တီးထားတဲ့နည်းလမ်းတွေဖြစ်နေတတ်ပါတယ်သူတို့ကလူတွေကိုယုံကြည်အောင်အမျိုးမျိုးသောနည်းလမ်းတွေနဲ့ချင်းကပ်ကြပါတယ်အထူးသဖြင့် online ကနေရင်းနှီးအောင်လုပ်ပြီးမှငွေကြီးအမျက်အစွန်းတွေအကြောင်းပြောပြတာမျိုးတွေပေါ့အဲ့ဒီကိုရောက်သွားတဲ့အခါမှာတော့ကိုထင်ထားတာနဲ့မတူတဲ့အခက်အခဲတွေကြုံရနိုင်ပါတယ်။ online လုပ်ငန်းတွေမှာအတင်းအကျပ်လုပ်ကင်ခိုင်းတာမျိုးလွတ်လပ်ခွင့်ကန့်သတ်ခံရတာမျိုးတွေရှိတတ်ပါတယ်။စီကံချက်တွေအရန်တင်းကျပ်ပြီးအစီမပြေမှုတွေအများကြီးရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့တငယ်ချင်းတွေမိဆွေတွေဒီလိုအခြေအနေမျိုးတွေနဲ့မကြုံရအောင်ကျမကကြိုတင်ပြီးတတိပေးချင်တာပါ။ကျမတကယ်ကိုစိုးရိမ်မိပါတယ်။ဒီလိုအခြေအနေတွေချားမှာအခက်အခဲဖြစ်နေတဲ့သူတွေအတွက်လည်းစိတ်မကောင်းဖြစ်မိတယ်။ဒါကြောင့်မို့လို့အားလုံးကိုတတိပေးချင်တာကတော့ online ပေါ်ကအလုပ်ကြော်ညာတွေကိုတိချစီစစ်ပါ။အထူးသဖြင့်မြဝတီရွှေကုက္ကိုဘက်ကအလုပ်ပြီးဆိုရင်ပို့ပြီးတတိထားကြပါ။ကိုယ့်ရဲ့ဘဝလုံခြုံရေးအတွက်အမြဲတမ်းဆင်ခြင်ကြပါနော်။ဒီဗီဒီယိုလေးကနေတဆင့်အားလုံးအတွက်အကျိုးရှိမဲ့ဗဟုသုတတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲပြီးကင်းကြပါစေ။ဂရုစိုက်ကြပါနော်။ကျေးဇူးတင်ပါတယ်ရှင်။